Hello everyone, welcome back to my channel. ဒီနေ့မှာတော့စာလေးလာရမှာထောက်ကူဖြစ်စေတဲ့ study tip တွေကိုပြပြပေးသွားမှာဖြစ်ပါတယ်။စာတော်ဖို့ဆိုတာစာရီအများကြီးလေ့လာနေုံနဲ့မလုံလောက်ပါဘူး။စမတ်ကြစာလေးလာတဲ့ဖို့လည်းလိုအပ်ပါတယ်။ကောင်းမွန်တဲ့စာလေးလောင်ကလေးထားတွေကစိတ်ဖြစ်စီမှုရောကြစေပြီးတော့ရလက်ကောင်းတွေကိုထွက်ပေါ်စေပါတယ်။ဒီဗီဒီယိုမှာတော့မတူညီတဲ့လေးလောင်မှုပုံစံတွေထိရောက်တဲ့စာလေးလာလေးတွေနဲ့အချိန်စီမံခန့်ခွဲခြင်းတွေညီမနဲ့ချမှတ်ခြင်းတွေကိုပြပြပေးသွားမှာဖြစ်ပါတယ်။ဒီနံပါတ်1အချက်အနေနဲ့ကိုယ့်ရဲ့လေးလောင်မှုပုံစံကိုနားလည်တဲ့ဘဝအရေးကြီးပါတယ်။လူတိုင်းကတင်ပုံရင်းမတူကြပါဘူး။ပုံတွေ diagram တွေဗီဒီယိုတွေကြည့်ပြီးတော့ပုံမနားလည်နိုင်တဲ့သူတွေရှိပါတယ်။နားထောင်တာတွေဆွေးနွေးတာတွေကနေတစ်ဆင့်ပုံမမှတ်မိနိုင်တဲ့သူများလည်းရှိပါတယ်။ကိုယ်တိုင်လှုပ်ဆောင်တာတွေလက်တွေ့လေ့ကျင့်တာတွေကိုနှစ်သက်သူများလည်းရှိပါတယ်။စာပတ်ခြင်းတွေမဆူရေးခြင်းတွေကနေတစ်ဆင့်သင်ယူရတာကိုပုံနှစ်သက်သူများလည်းရှိပါတယ်။အဲ့ဒီထဲမှာကိုယ့်ရဲ့စာလေ့လာတဲ့ပုံစံကိုသိရှိထားခြင်းကလည်းစာပေလေ့လာရမှာပို့ပြီးတော့ထိရောက်စေပါတယ်။နံပါတ်2အချက်ကတော့ထိရောက်တဲ့စာလေ့လာနည်းပုံစံတွေဖြစ်ပါတယ်။ထိရောက်တဲ့စာလေ့လာနည်းတွေမှာစာဖတ်ရုံပဲမဟုတ်ဘဲနဲ့မိခွန်းဖြေတာတွေရှင်းပြတာတွေဆွေးနွေးခြင်းတွေကိုလုပ်ဆောင်နေဖြစ်ပါတယ်။တခါတည်းအများကြီးချက်ထားတဲ့အချိန်ချပြီးတော့ပြန်လေ့လာခြင်းဖြစ်ပါတယ်။အရေးကြီးတဲ့အချက်တွေကိုမှတ်စုရေးထားခြင်းကမှတ်ဉာဏ်ကိုပိုကောင်းစေပါတယ်။မိမိကိုယ်ကိုစသက်မိခွန်းများဖြည့်ဆို့ခြင်းကအားနည်းချက်တွေကိုသိရှိနိုင်ပါတယ်။နံပါတ်3ချက်အနေနဲ့တော့စာလေ့လာအစီအစဉ်ရေးဆွဲခြင်းဖြစ်ပါတယ်။စာလေ့လာရာမှာအစီအစဉ်ကောင်းတစ်ခုရှိဖို့လိုအပ်ပါတယ်။စမတ်ကိုတိကျကျသတ်မှတ်နိုင်ရပါမယ်။တိကျရမယ်၊တိုင်းတာနိုင်ရမယ်၊အကောင့်တွေပေါ်နိုင်ရမယ်၊သက်ဆိုင်မှုရှိရမယ်၊ကန့်သက်ချက်ရှိရမယ်။ရေရှည်ရည်မှန်းချက်တွေကိုအစဉ်စဉ်လောက်ဆောင်နိုင်တဲ့ရေတို့ပန်းနိုင်သေးသေးလေးခွဲထားသင့်ပါတယ်။ခက်ခဲတဲ့ဘာသာရပ်တွေအရေးကြီးတဲ့အလုပ်တွေကိုအရင်လောက်ဆောင်ပါ။ Diary planner သို့မဟုတ် digital planner ကိုအသုံးပြုပြီးစာဖတ်ချိန်တွေစီစဉ်ပါ။နားချိန်နဲ့အပန်းဖြေချိန်တွေကိုထည့်သွင်းစဉ်းစားဖို့မမေ့ပါနဲ့နော်။နံပါတ်4ချက်ကတော့စာလေ့လာရင်တင့်တော်တဲ့ပတ်ဝန်းကျင်ဖန်တီးခြင်းဖြစ်ပါတယ်။စာဖတ်ရာမှာပတ်ဝန်းကျင်ကအရေးကြီးပါတယ်။တိတ်ဆိတ်ပြီးတော့အလင်းရောင်လောက်တဲ့နေရာကိုရွေးချယ်ပါ။ဖုန်းနဲ့ notification တွေကိုပိတ်ထားပြီးတော့စာကြည့်စပွဲကိုလည်းတန့်ရှင်းလုပ်ထားဖို့လိုအပ်ပါတယ်။စာအုပ်တွေမှတ်စုတွေစာရေးကိရိယာတွေကိုလည်းအသစ်ပြင်ဆင်ထားပါ။ online resource နဲ့ learning app တွေကိုလည်းအသုံးပြုနိုင်ပါတယ်။နေ့စဉ်ပုံမှန်စာဖတ်ချိန်သတ်မှတ်ပါ။ Pomodoro technique ကဲ့သို့25မိနစ်စာဖတ်ပြီးတော့5မိနစ်နားတဲ့နည်းလမ်းကိုလည်းအသုံးပြုနိုင်ပါတယ်။နံပါတ်5အချက်ကတော့စိတ်ဖိစီးမှုကိုထိန်းချုပ်ပြီးတော့ motivation ကိုထိန်းသိမ်းခြင်းဖြစ်ပါတယ်။ပုံမှန်အသက်ရှူလေ့ကျင့်ခန်းတွေကိုလေ့ကျင့်ပေးဖို့လိုအပ်ပါတယ်။ပုံမှန်ကိုလက်လှုပ်ရှားလုပ်ပြီးတော့အာဟာရမျှတတဲ့အစားအစာတွေကိုစားသုံးပါ။ပန်းနိုင်တစ်ခုပြမြောက်တဲ့ဟာကိုယ်ကိုဆုတ်ချပါ။အပြုသဘောဆောင်တဲ့တကယ်ချင်းတွေ story group တွေမှာသွားပြီးတော့အတူတူစာလုပ်တာတွေလုပ်ဆောင်ပါတိုးတက်မှုတွေကိုမှတ်တမ်းတင်ပြီးတော့အောင်မြင်မှုအသေးစားတွေကိုလည်းဂုဏ်ပြုဖို့မိပါနဲ့နော်နံပါတ်6ချက်ကတော့ရှောင်ရှားသင့်တဲ့အမှားတွေဖြစ်ပါတယ်အချိန်ဆွဲတာကိုကာကွယ်နိုင်မှုအတွက်အလုပ်တွေကိုတင်းငယ်တဲ့ပိုင်းလေးခွဲပြီးတော့လုပ်ပါ time blocking ကိုအသုံးပြုပြီးတော့စာဖတ်ချိန်ကိုတိတိကျကျသတ်မှတ်ပါစာအုပ်ကိုတစ်ခါတည်းကြက်တာတွေဆောင်းမွေးနည်းမှလည်းစလိုလုပ်တာတွေကိုရှောင်ပါနားလည်မှုကိုဦးစားပေးပြီးတော့လေ့လာပါတစ်ချိန်တည်းမှာလုံးများစွာမလုပ်ပါနဲ့ဘာသာရပ်တစ်ခုကြည့်နေတိုင်းကိုအယုံဆိုင်လေ့လာခြင်းကပုံမှန်ထိရောက်ပါတယ်ထိရောက်တဲ့စာလေ့လာမှုကစာအများကြီးဖတ်ခြင်းနဲ့မှန်ကန်တဲ့နည်းလမ်းနဲ့လေ့လာခြင်းဖြစ်ပါတယ်ကိုယ့်ရဲ့ learning style ကိုသိရှိပါ study plan ကောင်းတစ်ခုကိုရေးဆွဲပါတင့်တော်တဲ့စာလေ့လာတဲ့ပတ်ဝန်းကျင်ကိုဖန်တီးပါဒီအလေးထားတွေကိုပုံမှန်လိုက်နာနိုင်မယ်ဆိုရင်ပုံမှန်ကောင်းတဲ့ရလဒ်တွေကိုရရှိလာနိုင်မှာဖြစ်ပါတယ် Thank you for listening